Hanya wadung na da pho oi ka te pya tu ba kha lo tak sor kha ga ni ye ro te pya ga ra tak sor khai tak khai wa ke Japan tak so mo no Japan tak so ko no wa te le ko lo wa klo Japan ri na te ba ko ro te ba tak so ni wa le Japan klo mo le Japan ko ho de Japan klo ma NHK World Japan News mo no awa ke wa channel la mo ke wa Japan channel la te mi le wa not ga YouTube mo no awa niတိုင်းညာရနေမှုယူလာမေဝတေကိုထောဝဒါခေါ်တော့ခင်ထိုရနုရှိခုလေအဝမှုယူနေ Tuesday မှာနော်မင်းကလဝါနေ Tuesday လာ January လာ February ထောဝလူတော့ခင်ထိုကစီရမှာအဝနေတက်ပြသူဘခါတော့လေဂျပန်ရဝတက်ပြဝရမတောက်စားလေကောပြီးတော့ပဲလူညိဝေလောက်ခီမှာနော်လူညိဝေလောက်ခီနေတာလေပြရစက်ဘကွာချမဲဝမှာနော်ဟိုနေတော့ရကလည်းဖတ်ထွန်ရတဲ့ကညီပါလာဝစီကွာဝရပဲနေအဝရတက်ပြတဲ့ကျဲမှာနော် A landslide victory for the National League for Democracy was plagued by fraud. ဒါဝနဲ့တဲဘခါလဲလပုကွေတော့ဘာခမနဲ့ပတခုထလေ NLD နေမှာနေတာဘာစနာကင်းနေစကားတဲရလဲလျောချနော် Today, the fighting appears to be at a stalemate as the military struggles to regain control, especially in the border. အခမရကတရတရလူနေဝလခီရဖလာဝလဲလပရစောတဲ့ဖာနေအတာလော်လော်တော့ဒုခမနဟခုမပီခိုရတာခမနေအဝအတရှူတော်ဒုမခမနေဝါပါလာထော်ဒါဘီရစောတဲ့ဖာတော့မနေတာလော်တော့ဒုလောတဲ့ရ Regions. For more on this, earlier I spoke with NHK World's Kitai Genki. He's been following the situation in Myanmar for us. အခုနေဝလက်တာကေဝကွန်တာဝကတဲ့ကောရတော့ပွာ NHK ဝဟိတက်ဆော့ကလာဝပါရလာလူပေါ်ထဝကောပြတာဂီတာကလို့တဲ့ဖာမနော်ဒီကွာဝရ Genki, why after 4 years is Myanmar still in a stalemate? အခုနေအမီလကင်းခီမော်တော့တော့လူနီတော့ဘူးလေးနေမန်ကိုလပြရကောနေတော့ဟိုရလ stalemate လက် stalemate ကမနေနာတနေရတနေဝထောထူရလာမှာတဲ့ရတယ် Initially, the military was the dominant force. အခုနေချုပ်တော်တယ်ဝလညာခါရပြရစရမေပါတူလဲအဝအဂိဘာအာကတလမနော် But that changed မ about စခက်ခဲရတော့တာချောတယ်ကလေးတွေ 2 years ago when ethnic minority groups started acting in unison. အခုနေတဲ့ဆရာလည်းကလူဒုသေးဖာနေတော့တဝရဆရာဖို့ကေဝရနေမနော် Myanmar is home to over 130 ethnic minorities. အခုနေတဲ့လည်းကောပြရနေဝရကလူဒုလတဝရအားနေတကရတချီခေါ်မနော်အဝရအကလူဒီမနော် These groups have long had skirmishes with the military. ဒါဝဒွေဒဝရပွာဒွေဝသူတက်တော့ skirmish တွေခမခါလာတာတလောလောမလာပုကွနေ But they never worked together. ဒါဝရလာပုကွမေခါပြရနာကေခါတကလည်းကြောက်လောတဝရတန်မတ်ကောလာတာဘာ not blow ပါ never မသူတက်တော့ The coup changed that. ဒါဘာသာလည်းပြရဆိုဒါဆိုတော့မတော်ရရချောတယ်လေကွာ Now, some are united in their common goal to fight the junta. အခုနေတာခက်ခဲတဲ့ခမကလူဒုနေအာဒုနေအခဲနေပါဖို့ရတာတော့အတတော်မပွားနေမိတာလေကဒဝရပြရသုတ်မတော့ဟုန်ထားခမဝလည်းဟိတာဆိုတာကမနော် The military was also facing a lack of manpower. အခုနေတဲ့ပြရသုတ်နာကင်းနေတာကောတော့ဒုလဘခလာပါစကိုတဲ့ပါနေလောချကမောတော့တယ်ဝရ They started conscription early last year. ဒါဝလည်းပုဂ္ဂိုလ်နေစားတော့ထဝရသုတ်လမရတဲ့နေမနော် But the morale of the conscripted soldiers is low. ဒါတမီးမျိုးထပ်သုနာကင်းအဆုနေလောချကမှာသူတွေနေရပါ Many are deserting their posts. အဲ့ဒါဝတ်ဘောအားကနေသူကြည့်ဖလော်တာခမပါတီဝရအတလော်တာကလည်းမနော်အဆုကလည်းတဲ့ပါမနော် One expert says it's obvious the military regime is losing ground. အခုနေတဲ့လည်းပွာလာပွာပတိနောပါလာလောကုသေးကတေဝရကခဲဖလာလည်းပြရသုတ်တဲ့ဖာနေခမဝလာခမပီခွနဲ့တေတဲ့အရှုမောခမကနေခမနဲ့တလော်လောချကမှာတဲ့ရ
The military only controls a little over 40% of the country. ဒါဝတာလက်တမေမလနီမတိုကေအနေဝတေဝရလပယသုနေ control ရခဲနေအားအဝဲ copy တော့ပြနေ control ချကနေရမလာရလူချီမှာဝတေရ It has completely lost control in other areas. ဒါမိတာခလာဝတ်ပေါ်ပါကမှာဝခဝတလဘလူတမ်လေနော် And fierce battles are taking place in contested areas. အခုလေတော့ဘာကြလို့ခမခချူညာဘာသေးနေတတူတရနေကေရောရလခုဝေးပုံမှာတော့ရိုင်းနော် the contested area မှာကော It's not possible for the military junta to regain control of the area. အခုနေတေဝရလေဝတာတီမနော်ဝလာတာတီလေ professional ရိုင်းနေအတာတီတွေကောတော့မှလည်းပြရသူနေကမနေဝတာလောလာအလောဝလာတိပါမှာကမတာလောလာဝထော်နေတာတိပါကောတော့မှလည်းကမနေတာပါနော် amid its defeat. 国軍側が取り戻せる可能性がない。 Well, as we mentioned earlier, the military wants to hold an election this year, but is this even possible at this point? အခုနေဝစီကတနိညာရတဲ့ပေခိကတိုခီကြီးရတဲ့ပြရသူရတဲ့တော့မဝတာခုထားတဲ့ချုံမကဲတာတေးရတီကောရ I cannot imagine how they would. They cannot set up polling stations in regions they do not control. အခုနေတဲ့တာချုံမရတဲ့ပါပါနာကေကေတောက်တာဘကောနေတာလောလာပြရသူလို့ပါပါသူပေါ်ပါတဲ့ပါနေတာအကချောလောဝလာတာခုထားလောနေတာခုထားကမအကောရာ post မတာခုထားလောနေချောလောဝတဲ့စေပါမော And as things are, they cannot ensure the safety of election staff. အခုနေတာချုံမရကမဲလေပါလောရာပါခုထားကမီတီဝတာခုထားကမီတီမေကမာရာဖိုလာဘခါတာခုထားတဲ့ပါနေမဲလေပါဝလာတာခုထားလောနာကနေဟိနိဝတာပိတာဘောကနာဟိနိဝတနေရပါတော့ That doesn't mean they won't try. Though one expert told me any election would obviously be flawed. အခုနေတဲ့တရလအခမနဲ့မြေတမအခမတွေတော့အခမတန်လောလာတပိတပါတဲ့နဲ့မြေတမပါအခမတွေမြေတမပါလေအကေရောတွေမြေအခမအဲ့တော့မာတွေကေရောတာသိမောမဆနနဲ့တခုထရခိုင်းနေအဲ့တော့တေရလည်းတမိတခုထလာအမေတော့ပါမယ်မြေကေရောနာကေမ 選挙が成立 Even if they hold one, an election where half the territory can't vote isn't legitimate. အခုနေတဲ့ရအမေမာဝတခုထတဲ့ကောလာချီကော်ပြနေကွာတခုထမေကြားတယ်တော့ဝါတယ်ခမတခုထဝနေကွာပါလေတခုထလာအဖော်သက်ဆောင်မှာတဲ့နော် It's unlikely the international community would recognize it. အခုမနေတဲ့တခုထမေဝိနာကေတော့ပါလာမေမန္နရတူနာကနေဖလာလေတီယာကောကနာကနေကပပနောတေကတူလာတေနေဖလာလေတညောပါမှာတဲ့ ということを考えにくい。 So then, where does Myanmar go from here? Well, ဝစီကွာမိကြတဲ့နဲ့ခချူညာလည်းပြရကမှာရလေကလေရလေတော့ကောပြရကမှာကမလေရလေ China could play a key role. The two countries share a border. အခုနေတဲ့ချူညာခေါနေတရူလာတရူကမေပွားကလည်းအဝနဲ့တော့ခုရမဲတဲ့ခိမူဒါလာမလားတရူခေါရနေဝဲအိုဝဒါအကောနေအိုဘူဝဲအဝဲကောနေအိုဘူတာလာတာကောပြရမှာတဲ့ But more importantly, pipelines run through Myanmar. အခုနေရအလာအတလာရဒိုကခါနေခမနေတရူနေဝဲလက်တဝီရဝဲဆိုလအရခါပေါ်လက်ပူလာနေကေလူလာဝဒါလက်တရူကလည်းယူနာတယ်မှာတဲ့ Bring crude oil from the Indian Ocean into China. ငါဝနေခမနေလက်တလက်တွေ့လာဝဒါအဝဒါဟိုအပိုင်လောကလဖတ်ဒိုနေအဝဒါလအိဒီယာခမလေရခါကလေအိဒီယာပေါ်လက်ပူနေလာတယ်ဝနေတိဝတဝီထားကြတာဝဘလောကလအကချကောလယူနာပါနော် So Beijing wants the region stable. အခုနေနာကေတမီမျိုးတွေတရူနေတော့ဝလာလက်တလာတဲ့ဖာနေကကကလမလားကမအဲ့တော့သူဒါတော့ stable နေတော့တိုင်လာဝလာတတူတရတော့ပါမနော် In fact, last month, China mediated a ceasefire between the military and an armed minority group. အခုနေတော့လက်ကချိပါလေမကောတလာနေတရူနေကဲဝကတပွတ်ချောတကလည်းတရူနေကဲဝတပွတ်ချောလေပယောစုတော့ဘာလာထော်တာပယောစုတဲ့ဖာပွတ်ချောလေကတိုထာဝဒတာပလူတာခါမနော် It seems that Beijing is hoping to drive a wedge between the different resistance groups. ခေါနေတော့ blood ခေါနေတော့ plastic ကလည်းတရူနေဝဲဒီကတော့ဝဲရဟမတလာဟိုခမလပွားတတူဘတ်ချေမတလည်း wedge နေတလည်း wedge နေခမတော့တိုဆက်ဖာမနော်
being the way for an election. Meanwhile, the fighting has forced over 4.5 million citizens အခုနေတဲ့တပ်တွေတက်ရလဲအကဲသာလူနေတောက်ပုံနဲ့ဝဲနေပွာတိဘကပေါ်နေလူကကွဲပလက်နေခမတဲ့ဘာချိဘာဟာမနော်ခမတော့ဝါလဲကချိုင်ချခေါ်ပါမနော် to flee their homes. The international community may have to step in to help provide humanitarian အခုနေတဲ့ခေါ်လတက်ကိုတော့ထီကောကတဲ့ပါကဘာတဲ့ကဘာနူလောတော့မကျော်ဘာခလဲခမနကလူအတာဝေဝတာမကျော်မနော်ဝတဲ့ရတယ်ဝဲနေရတဲ့ပြတူဖဲကြီးလောဝဲနေချုံမနေတက်ဆော်တွင်နေတာလဲနမရထီဝေကောကတခါကနေတက်ဆော်နေပတဲ့လည်းမလူကွာရေလူကွာလဲထီကောတပိနေတေဝရကောပြရကြီးကတဲလေလူလောဝတဲဝရကောတပိကာမေကွာလဲတရူဒါကနေကွာလဲချဖန်ဒါကနေကွာလဲကိုရီးယားတာကတဲမမလာကပတာကြီးနဂရီရဲတော့တဲကြီးခါလဲပတ်တဲကောပတာကြီးနာတကေကတဲလေအတော်လဲပြရကောနေအကခုကဖော်လာမနော်ကြတာဝရဘာကညဖို့ဝရI'm not ဝရချေလဲတဲလဲကြတော့ဘာကညဖို့တာကတာကလို့ရတာဟာတော့ကောပါမနော်ဝရနေမိတာခါလဲအတော့ဟေခေါ်ရင်တော့မထိုင်ရတဲ့ကြည့်တယ်မလားအဒုံနေတာဖို့သေးဟိုချိုကလမညောကဲပူဒူပူဒါမနော်လေထိုင်ရလေတက်ပြတဲ့ကြည့်တယ်မဟေခေါ်နော်ရလာမနော်